မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်ဇူလိုင်လ10ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မခပန်ကျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်မိုးသေးထန်စွာရောက်တွန်းလာကြောင်းစတုံးနဲ့ကမ်ပိုင်တီလန်ကိုဆက်သွယ်ထားတဲ့ကားလမ်းမကြီးဟာဇူလိုင်လ9ရက်နေ့မနက်9နာရီလောက်ကပြိုကျပျက်စီးသွားတာကြောင့်တောလာရေးမှာခက်ခဲနေတယ်လို့သိရပါတယ်ကားလမ်းမကြီးပြိုကျသွားတာကြောင့်ပြည်သူများခရီးသွားခြင်းများရနာထားကြရပြီးဒီလမ်းမကြီးဟာဝိုင်းမော်စတုံကမ်ပိုင်တီပြည်သူများအတွက်စီးပွားရေးလုပ်ကိုင်ရာမှာအဓိကထားတွာလာနေတဲ့လမ်းဖြစ်ပြီးအခုလိုလမ်းမကြီးပျက်စီးသွားတာကြောင့်ပြည်သူများစွာဒုက္ခရောက်နေရကြောင်းသိရပါတယ်ရှင်မိုးတေးတာကြောင့်ကားလမ်းမကြီးအောက်ဘက်ကနေရေစိမ်ဝင်လာပြီးကားလမ်းပျက်စီးသွားတဲ့ကားလမ်းကိုပြက်လဲပြုပြင်နိုင်ရန်တပ်ဆိုင်ရာတာဝန်ရှိသူများကပြင်ဆင်နေကြောင်းကိုလည်းသိရပါတယ်KIO အုပ်ချုပ်ရာအရှိတိုင်းဌာနချုပ်ရဲ့2026-2029ဘဏ္ဍာနှစ်အတွက်ဘတ်ဂျက်ရှင်းလင်းသတ်မှတ်ခြင်းအစည်းအဝေးကိုယနေ့ဇူလိုင်လ10ရက်နေ့နနက်ပိုင်းတွင်လွေကျေမြို့ခရိုင်ဘဏ္ဍာရေးဌာနရုံး၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။နိုင်ငံဘဏ္ဍာရေးမူဝါဒနဲ့အညီပုံနေမြင်သာစွာဖြင့်ဈေးနှုန်းသတ်မှတ်နိုင်ရန်လုပ်ငန်းဆောင်တာများတွင်ပုံမှုထိရောက်မှုရှိစေရန်နဲ့ဘဏ္ဍာငွေများကိုစနစ်တကျအကျိုးရှိအသုံးပြုနိုင်ရန်ရည်ရွယ်၍အခုလိုအစည်းအဝေးကျင်းပရခြင်းဖြစ်တယ်လို့အရှိတိုင်းဗဏ္ဍာရေးဌာနမှတာဝန်ရှိသူဦးစဘော့တူတူကပြောကြားခဲ့ပါတယ်။အဆိုပါအခမ်းအနားသို့ခရိုင်ဗဏ္ဍာရေးဌာနတာဝန်ရှိသူများခရိုင်အုပ်ချုပ်ရေးမှူးဌာနဆိုင်ရာတာဝန်ရှိသူများမြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးများဗဏ္ဍာရေးမှူးများအမျိုးသမီးရေးရာအဖွဲ့ဝင်များနဲ့ဘာသာရေးခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီးအောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်တပ်များဟာကချင်ပြည်နယ်နေရာအနှံ့စီရေးလှုပ်ရှားမှုများနေ့စဉ်ပြုလုပ်နေကြောင်းသိရပါတယ်။KIAတပ်မှတင်နေမြေလုံရှာရောင်မှာတက်ဆွဲနေရယူနေတဲ့စစ်ကော်မရှင်တပ်များဟာရွာအတွင်းကင်းလက်တောင်တွင်ပြုလုပ်နေပြီးပူတာအိုခလန်ဘူးဘက်မှလည်းပြည်သူစစ်တပ်ဖွဲ့များဟာပြည်သူများကိုစုဆောင်ရေးလုပ်ပြီးရှေ့တန်းကိုရိတ်ခါများပို့ဆောင်စုဆောင်တာတွင်ပြုလုပ်နေကြောင်းလည်းသိရပါတယ်။KIAတပ်မှနဲ့တပ်ရင်စတိဒေတာတွင်မှလည်းမင်းစီတပ်ပြည်သူစစ်တပ်များဟာစီရေးလှုပ်ရှားမှုများပုံမှန်ပြုလုပ်နေပြီး AK Post ဖရော့တွာလန်ဂျန်ခါကိတွေမှာလည်းရဲဝန်ထမ်းများကိုတနေရာမှာ3ယောက်နဲ့နေရာချကတက်ဆွဲနေရယူနေကြောင်းလည်းသိရပါတယ်ဆက်လက်ပြီးမြစ်နာထီဝင်ရက်ကွက်နဲ့ကြာယာပါတီလမ်းဆောင်မှာလည်းစစ်ကော်မရှင်တပ်တွေဟာစေရ20ကျော်နဲ့ပြည်သူများကိုအတင်းကျပ်စစ်ဆေးတာတွေပြုလုပ်နေကြောင်းလည်းသိရပါတယ်KIAတပ်မှတုံဒေတာဘက်မှလည်းစစ်ကော်မရှင်တပ်များနဲ့ KIA ပေါင်းတပ်များနှစ်ဖက်ဆက်လက်စစ်ရေးတင်မှနေပြီးတပ်မှ9တပ်မှလည်းပြည်သူစစ်တပ်များ20ကျော်ရောက်ရှိနေပြီးရှကဒီဘက်စစ်ရေးလှုပ်ရှားရန်ရှိကြောင်းလည်းစုံစမ်းသိရှိရပါတယ်။တပ်မှရှေ့ဘက်မှလည်းပြည်သူစစ်တပ်များနဲ့စစ်ကော်မရှင်တပ်များအင်ဂျင်ကုန်ဘက်စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီးတပ်မှကိုတပ်ရင်6လွန်ခန့်စေးရုံဟောင်းမှတက်ဆွဲနေရယူနေတဲ့စစ်ကော်မရှင်တပ်များဟာရက်ကွက်တုံးမှဦးအားလီရဲ့နေအိမ်မှငွေကြေး30ငွေညစ်တွားပြီးမရှိကထုံဘက်မှလည်းပြည်သူများကိုအတင်းကျပ်စစ်ဆေးတာတွေပြုလုပ်နေကြောင်းလည်းသိရှိရပါတယ်။နားဆင်ကြကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှဖျားရွှင်လန်းချမ်းမြေ့ကြပါစေရှင်။